တတိတော်ထားနေတချို့လက်ဆောင်ကျိန်စာတွေဖြစ်နေတတ်တယ်လောကမှာနိဗ္ဗာန်နဲ့ငရဲကိုသွားနိုင်တာဆိုလူဆိုတဲ့ဘဝပဲရှိတယ်ဒါပေမဲ့ငရဲကိုသွားမဲ့ကိစ္စတွေပဲဘာဖြစ်လို့ရွေးချယ်နေကြတာလဲသိလားလူသားစစ်လို့ဒီဘက်ကတော့ဘယ်လိုတောက်တက်လဲဆိုတော့ဒီကောက်ကိုစိတ်ဝင်စားဒီဇာတ်ကိုစိတ်ဝင်စားလို့ဒီဇာတ်ကိုစိတ်ဝင်စားလို့ဘယ်လိုတောက်စိတ်ဝင်စားလို့ပြောပြတယ်ဇာတ်ကတော့တော်တော်လေးလို့ချကြပါဘူးဇာတ်ဖြစ်တဲ့အတွက်ဒါကြောင့်မို့ဇာတ်လေးကဘောရာကားထဲမှာဒီဇာတ်ကားလေးဘယ်လိုလာကြည့်တော့လက်ဆော့ပစ္စည်းဆိုတော့လက်ဆော့ကိုကောင်းတာမဟုတ်ဘူးအဲ့တော့ပြောကြတာပါဟုတ်အားကောင်းကျွန်တော်လက်ဆောင်ပေးကုန်ယူလာပဲဟုတ်ပြီဒါလည်းကိုကောင်းတဲ့လက်ဆောင်ကြီးလားဟုတ်တာပေါ့ဒါတော့ကိုပေးအောင်လုပ်ယူလာတော့သူကောင်းတာဆိုလက်ခံပေါ့ဟုတ်ပါဘူးအဲ့ဒါဒီမှာဆိုရင်ဘယ်လိုလိုက်ခဲ့ရတာဘယ်လိုလိုက်ကနောက်တော့ဒီမှာဆိုရင်ကိုကသူတို့ကဘာသာဘာဝတွေချိဆက်ပြီးတဲ့ကဘုရားဒါပေါ့ခိုင်းကြလေလက်ရှိတဲ့နေလာလေအထုံးဆိုင်တွေလက်ဆောင်တွေတက်ကအဲ့ဒါကြောင့်ဒီရမှာဖိုက်တာကကျွန်တော်ယုံကြည်တဲ့အတွက်ဒီရမှာငားရတယ်ဒီရမှာငားပြီးလုပ်ဆောင်နိုင်တာပေါ့အဲ့တော့ကိုကလေးကိုးစားပြီးလုပ်ရတာကိုးစားပြီးလုပ်တာဟုတ်တယ်ဒီဟာကိုပြတ်တော့ကိုလုပ်ရတာခိုင်းတာကိုလေးလေးလုပ်ကြဒီမှာလုပ်ကြမလဲဆိုတော့ပြောလိုက်လို့ရှိရင်ဒီကဖွက်ထားမယ်ဟာလေးကိုလည်းလေးပါနည်းနည်းလေးဆိုတော့ကျွန်တော်ဖွက်ထားပြောလို့ပေါ့နော်ကျွန်တော်အားလုံးနဲ့ချိတ်ဆက်ပြီးတော့မှလုပ်ထားတယ်ဟာလားဒီနည်းနည်းလေးတွေရှိနေတာဟာလေးတွေဖြစ်ချင်တာလေးတွေကိုဆောင်ရင်းမိတယ်ပုဂ္ဂိုလ်တယောက်နေရာပြီးတော့ဟိုအချင်းရတယ်နော်ဒီဝေးရဲ့ကုမ္ပဏီကိုတွားတဲ့ခါကျတော့ဟိုကလုံးဝမလာပါနဲ့ဆိုတော့ဘာလို့ဘလို့ခံသွားလဲဒီကဘလို့လေးတက်ခဲ့ကြအဲ့ဒါတော့ကျွန်တော်တို့မမရဆိုရင်တော့အချိုးသုံးမျိုးတော့လက်ခဲ့ရတယ်အချိုးသုံးမျိုးတော့ဆိုတော့အမားနဲ့ပြန်တုံးပြန်ဒီဘက်ကအမားဒီဘက်ကတော့သိကြတယ်ဒါကျွန်တော်ဘက်ကအမားပေါ့ဒီဘက်ကတော့မာပြီးသားပဲကျွန်တော်အမားနဲ့ပြန်တုံးပြန်နောက်ကဒရိုက်တာပြောနေအပြော့နဲ့ချင်းချင်းပြန်တော့ပြန်ကြည့်တော့အဲ့လိုလေးတော့ငါတို့မှတော့စိတ်ထဲကအဲ့ဒီကအဲ့ဒါလေးတော့မှတ်ရဒီကဘုဒ္ဓကြီးတော့ဇာတ်တယ်ဒါလေးကိုခံတာအားကြောင့်ကျွန်တော်လာကြည့်တော့ဟုတ်အားကြောင့်လာကြည့်တော့ဒါကြောင့်ဖြစ်နေလို့ဟုတ်အဲ့ဒီကလူလေးနေစိတ်ပြီးတော့ဒါဆိုဇဲအပွင့်ချလိုက်တာဒီမှာလူလေးကိုဆိုတာဘာလို့ပြောလဲဟုတ်ပါတယ်ဂျာမီကလည်းဒါဇဝေကရဆိုအဓိကကြတယ်ဟုတ်ပါဘူးလားဒီကကြတော့တော့ဆိုလို့ရှိရင်မမြင်ဆိုတာရှိတယ်ဒီအချင်းမမြင်အချင်းဘုံမြင်နေအဲ့ဒီပေါ်မှာဟိုဘက်ပေါ်ဒေသမှုနဲ့လောက်ရတာရှိတယ်ဟုတ်လားတချို့ကြလည်းစာရင်တော့အဲ့ဒါမျိုးကိုခေါ်နေတယ်အဲ့ဒါပြောတာလေးလည်းရှိတယ်မြင်နဲ့မမြင်ရှိဘူးအဲ့တော့ဒါလည်းအဓိကတော့ကြာပါဘူးဒါပေမဲ့ကိုစလိုက်တော့ကိုပဲပြန်ဆုံးတာပြန်ဒါတော့ဆုံးတာကိုပဲဆုံးတာဒီကပို့ကိုရိုက်လို့တော့ခံစားတယ်ဒီလိုကြာဟောပြန်ပါလေဒီထဲအောင်ပေါ့အဓိကတော့ရိုက်တာရဲ့ဒီကဥပဝင်တဲ့ဒီနေရာနဲ့လိုက်တယ်ဥပဝင်တဲ့ဒီနေရာထားမယ်ဟုတ်လားအရှိနေတာကကျွန်တော်လည်းဘိတ်လေးတွေမြောက်နေတာဆိုဥပဝင်တဲ့မနဲ့လေးကျွန်တော်တော့ကြိုက်ဇလန်းရကြိုက်ကျွန်တော်ဒီနေရာကိုကျွန်တော်ကြိုက်ကျွန်တော်ကြောက်မယ်ကိုရိုက်မယ်ပေါ့အဲ့မဲ့ဆိုဘေးညတော့ရိုက်ဖြစ်တာပေါ့ဒီမှာဆိုတော့ကိုတော့ကြားရလို့လုပ်ပေးရတယ်ဒါကဒီလိုတော့လာဒါဝဲတော့နေတာဒီလိုမဟုတ်ဘူးဒီလိုလဲနေတယ်ပါကဝေဒနာနဲ့လို့ဟုတ်တယ်ဘာလို့ဝေမခုဆိုတာလို့ရှိမှာပဲဟုတ်လားဟုတ်ဘောလုံးကန်နေတဲ့အသိနေတော့ကလေးပဲလေးနေရောအခုကြည့်နေတာဟုတ်ကြည့်နေတဲ့ပုံမှာတစ်ဖက်နဲ့အမြင်မတူတာတွေရှိတာပေါ့ဝေဖန်ကြမှာပါအဲ့ဒီဝေဖန်တာကိုခံနိုင်ဖို့ကတော့ပညာသမားတွေရဲ့စိတ်ဓာတ်ပညာသမားဆိုတာတော့ဝေဖန်ခံနိုင်ရဟုတ်လားအဲ့ဒါတော့ရှိတော့ရိုက်ခွေးကပုံလေးသဘောကျတယ်ကိုယ်စိတ်ဓာတ်ကြောင့်မလို့လည်းပြောတယ်ကျွန်တော်ပြောနေတာရိုက်တဲ့အချိန်မှာလည်းအစတယ်ဆိုတာဒရိုက်တာဂျင်ကြောင်ဆိုရှင်းပါဆိုညနေလာကအောင်မြင်ထားတယ်အောင်မြင်ထားတဲ့အလျောက်သူ့ရဲ့အောင်မြင်မှုတရက်ဘူးပေါ့ရွှေကပတ်ပေါ့အဲ့တော့သူများကိုလွှဲပြီးလို့တော့မဖြစ်ဘူးလေသူ့ရွှေကပတ်ကိုတော့သူထိန်းသိမ်းထားမှရမှာဟုတ်လားအဲ့တော့ကိုဒီလူထဲအောင်လို့ပဲ level ကိုပဲဘုံပေါ်လည်းသူ့အစိမ်းကိုပါပဲဟုတ်လားသူကလည်းအများအားဒီတရက်ဘူးရွှေကပတ်ကိုထိန်းသိမ်းထား
အဲ့ဒီစိတ်ဓာတ်ကလေးကိုကြိုက်လို့ဒီဇလန်းကိုလည်းကြိုက်လို့ကြိုက်တာပါ ကိုဆိုနဲ့ကိုတော်နဲ့ဒီလိုမှပေါ့နော်ဒီလိုနေရာမျိုးတော့အုတ်ကြီးလို့ဆိုတာကိုတော်နဲ့အပိုင်လို့ပြောတာတိတ်တိတ်တာလားချီချီ ။ သွား ဒိ တယ် တ်နေကြတော့ဒိတ်နေကြတော့ အဲ့ဒါဒါလေးကိုပြောမယ်ကိုဒီလိုပဲမြင်သွားတယ်ပြော မြန်မာပေါ့ကျွန်တော်ကလည်းအဲ့ဒီနေရာတွေကိုအားရပါရနဲ့ပြောတတ်တဲ့အနေအထားရှိတာပေါ့အဲ့တော့ကိုယ်ကိုလည်းဒီနေရာကိုလာပြီးတော့ငားရတယ်။အားကြဆိုတော့ညင်းလို့မှမရဘူးဟုတ်လားညင်းလည်းမညင်းချင်ပါဘူး။ဘာလို့အမှုညာလောက်တော့ဟုတ်ရဲ့ဘယ်နေရာပြီးတော့လုံးမှာပဲဟုတ်လားလုံးမှာပဲဆိုတာကိုယ်မိသားစုရဲ့သာဝန်နေရေးပြအောင်လက်ခံပြီးတော့ရိုက်တာပါပဲ။အားလုံးကတော့အမှုညာကြီးပါ အဲ့ဒါပြောတာကဘယ်လောက်အဆင်ပြေသွားတယ်လို့တို့ကဘယ်လိုက်တယ်လို့ပြောမလဲ ။ဟိုပြောတဲ့လိုရှိတော့ကျွန်တော်အပြင်မှာလည်းအားပါပြောရတယ်ကားတော့လည်းအားပါပြောရတယ်။အဲ့လိုအားလန်လန်နဲ့ပြောတဲ့အခြေရှိရဆိုတော့ကိုယ်လည်းလာငားတယ်အဲ့နေရာတွေပဲလာငားတယ်။အဲ့ဒါတကူကတော့ဒါအစိုးပေါ်ရ အဲ့တော့ဘယ်လိုလာလေးကိုခေါ်ပြပါဦး အာပရိသတ်ကြီးလာရောက်ပြီးတော့အားပေးပါပရိသတ်တွေမြောက်စားမှကျွန်တော်တို့အမှုပညာသမားဆိုတာကတောက်ကြွားတာပါအဲ့ဒီအတွက်ပရိသတ်များကျွန်တော်တို့အခုပန်ဒိုလာဆိုတဲ့ကားကိုလာရောက်ကြည့်ရှုပြီးတော့ခံစားကြည့်ပါကျွန်တော်ပြောပြပါမယ်အဲကောင်လွတ်ထားတဲ့ရုပ်ရှင်ုံထဲမှာချမ်းသာစိတ်စိတ်နဲ့ကြောက်စရာကောင်းတဲ့ဇာတ်ကားတစ်ကားကိုကျွန်တော်ဒီရဲကားတို့တစ်စေကားတို့ကျွန်တော်လုံးဝမကြည့်ပါဘူး ဘာဖြစ်မကြည့်တာလဲ ကျွန်တော်ကြောက်ချင် ဘာဖြစ်တော့တာဟုတ်ကဲ့ ဘာမှကြောက်မှလည်းမသိဘူးအဲ့အတန်တွေကြောက်အတန်တွေကြောက်အဲ့ဒါအခုဒီကားတော့ကိုယ်တိုင်လည်းထူးထူးခြားခြားနေရာလေးမှာပြုံးဆောင်ထားတဲ့အတွက်ဟုတ်လားလာကြည့်တာပေါ့ တက်တော့လည်းကြည့်ပါဦး ကြောက်ကြောက်နဲ့ကြည့်တာကြောက်ကြောက်နဲ့ကြည့်တာ ဒီမှာအပေါ်ပါလား ဟိုကတော့ပါလာအဲ့ဒီမှာပေါ်လာပဲဟုတ်လားမျိုးပြပါတယ်မျိုးပြပေါ်ရောက်တယ်ဗျာလေးနဲ့ကြီးစကိုင်းကြီးနဲ့တော့ ကျေးဇူးပါ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အားလုံး ကိုလည်းပတ်ဖို့ပေးရနော်